မင်းသူဟာဒူးထောက်လျက်သားဖြစ်နေပေမဲ့သူ့လက်ထဲကမှန်ကွဲစလေးကိုကြစ်ပါအောင်စုပ်ကင်ထားတဲ့ရဲအုပ်ထွန်းအောင်အရေးပုံတံကတဖြည်းဖြည်းတိုးလာတယ်။မင်းမှာအလင်းမရှိဘူးမင်းသူအရှုံးပေးလိုက်စမ်းပါမင်းရဲ့တရှိမှုကိုငါတို့စီပေးအပ်လိုက်။မင်းသူကပြုံးလိုက်တယ်သူ့မျက်ဝန်းထဲမှာကြောက်ရွံ့မှုမရှိတော့ဘူး။ငါမှာအလင်းမရှိတာမှန်တယ်။ဒါပေမဲ့ငါစီမှာအမတ်တရားတွေရှိတယ်။မင်းသူဟာသူ့ရဲ့နှလုံးသားအိမ်ကနေထွက်ပေါ်လာတဲ့ညီမဖြစ်သူပေါ်ထားတဲ့တန်ရောစဉ်အာမှန်ကိုစူးစီးလိုက်တဲ့ရုတ်တရက်သူ့လက်ထဲကမှန်ကွဲစလေးဟာအပြင်လောကကအလင်းရောင်မဟုတ်ပဲမင်းသူရဲ့ဝိညာဉ်လင်းကြောင်းတောက်ပလာတယ်။မင်းသူကမှန်ကွဲဆောက်ကိုကြောက်စာတိုင်ကြီးစီဦးတည်ပြီးပြစ်ပေါက်လိုက်တယ်။မှန်ကွဲဆောက်ကကြောက်တိုင်ကိုထိမှန်သွားတဲ့အခါအကွဲကြောင်းတွေဖြစ်ပေါ်လာပြီးအဲ့ဒီထဲကနေဆူရှားတဲ့အဖြူရောင်လင်းနှန်းတွေပေါက်ကွဲထွက်လာတယ်။အရေးမဲကြီးတွေဟာနာကျင်စွာအော်ဟစ်ရင်းတဖြည်းဖြည်းအည်ပျော်ကျကုန်ကြတယ်။နန်းစောဟာမိုင်တိုင်သူညဘေးမှထိုင်ရင်းငိုနေတဲ့အနက်ရောင်အရေအိုင်ကြီးဟာတဖြည်းဖြည်းခန်းချောက်လာပြီးနေမင်းရဲ့ပထမဆုံးအလင်းတန်းဟာတောင်တန်းတွေပေါ်ကိုကြားရောက်လာတဲ့အချိန်ရုတ်တရက်အိုင်ထဲကနေလက်တစုံထွက်လာတဲ့နန်းစောအပြေးလွှားသွားဆွဲလိုက်တယ်။အိုင်ထဲကနေပထမဆုံးထွက်လာတာကမေသူပါသူမဟာ10နှစ်အရွယ်မိန်းကလေးဘဝအတိုင်းပဲရှိနေသေးပေမဲ့အခုတော့သူမမှာမျက်နှာရှိနေပြီးမျက်လုံးတွေရှိနေပြီးသူမအသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။သူမရဲ့နောက်မှာတော့မင်းသူတယောက်ရုန်းကန်ပြီးတက်လာတဲ့သူဟာအလွန်အမင်းပင်ပန်းနွမ်းနယ်နေပြီးသူ့ခန္ဓာကိုယ်ကအရင်ကထပ်ပိုပြီးဖြောတော့နေတယ်။မင်းသူရှင်အစဉ်ပြေရဲ့လားမင်းသူကမဖြေနိုင်ပဲမေသူကိုပဲဖတ်ထားတဲ့နေအောင်ကြီးကသူတို့ဘော်ကိုအပြေးအဝကြားရောက်လာတယ်။မေသူနဲ့နန်းစောတို့ကားဘေးမှာရက်နေကြတယ်မေသူကတော့ကားမှန်ထဲမှာမြင်နေရတဲ့သူ့ရဲ့ပုံရိပ်ကိုအံ့ဩတကြီးကြည့်နေတယ်။မင်းသူကတော့လမ်းမပေါ်မှာမတ်တက်ရက်ရင်သူ့ခြေထောက်အောက်ကိုငုံကြည့်နေတယ်။နေအောင်အောက်မှာနန်းစောရဲ့အရိပ်ကလမ်းပေါ်မှာထင်ထင်ရှားရှားရှိနေတယ်မေသူရဲ့အရိပ်ကလည်းအားနေပေမဲ့ပြန်ပေါ်လာပြီးဒါပေမဲ့မင်းသူရဲ့ခြေထောက်အောက်မှာတော့ဘာအရိပ်မှရှိမနေဘူး။မင်းသူကနန်းစောကိုကြည့်ပြီးခါးသီးစွာပြုံးလိုက်တယ်။ညီမလေးကိုကယ်ဖို့ကျွန်တော်ရဲ့အရိပ်ကိုအဲ့ဒီမှာထားခဲ့ရပြီထင်တယ်နန်းစော။နန်းစောကစိုးရိမ်တကြီးနဲ့မင်းသူလက်ကိုလှမ်းကင်လိုက်တယ်သူမရဲ့လက်ထဲမှာမင်းသူလက်ကတကယ်လူသားတယောက်လိုနှွေးထွေးမနေပဲအေးဆက်ဆက်ဖြစ်နေတယ်။ဆောက်ကားလေးဟာနှင်းတောင်မြို့ကနေတောင်အောက်ကိုမောင်းနှင်ထွက်ခွာသွားတယ်။မိုင်းတိုင်ပေါ်မှာအကွဲကြောင်းကြီးတစ်ခုရှိနေပြီ။အဲ့ဒီအကွဲကြောင်းထဲကနေမင်းသူရဲ့အရိပ်ဟာအပြင်ကိုထွက်ဖို့ကြိုးစားနေတယ်လို့မျိုးလှုပ်ရှားနေတာကိုတွေးလိုက်ရရင်အမောင်ထုထဲမှာပျောက်ဆုံးသွားတဲ့အရိပ်တွေဟာတနေ့မှပိုင်ရှင်ထံပြန်လာဖို့လမ်းရှာတဲ့စမြဲ